ဒီဗီဒီယိုမှာကြတော့တန်းတယ်ဆိုတဲ့စကားလုံးအသုံးပြုပြီးတော့ဝါကြလေးပြောမှာပေါ့နော်ပထမဦးဆုံးနော်တန်းတယ်ฉันรู้ว่าเขาไม่ชอบฉันသူငါ့ကိုမကြိုက်ဘူးဆိုတာကိုသိကြတဲ့ကနော်ฉันก็ไม่ยุ่งกับเขาอีกเลยเนาะငါလည်းသူနဲ့မရှုပ်တော့ဘောနော်ပြောချင်တာသူငါ့ကိုမကြိုက်ဘူးဆိုတာသိတဲ့နေ့ကလေးအစားငါလည်းသူနဲ့မရှုံတော့ဘောနော်ตั้งแต่ฉันรู้ว่าเขาไม่ชอบฉันก็ไม่ยุ่งกับเขาอีกเลยเนาะကဲနောက်တစ်ခုကြတော့เนาะตั้งแต่เขามีแฟนไม่ค่อยได้เจอกับเพื่อนอีกเลยเนาะตั้งแต่เขามีแฟนသူရေးစားရှိကြတဲ့ကနော်ไม่ค่อยได้เจอတိတ်မတွေ့တော့ဘူးနော်ဘယ်သူနဲ့မတွေ့ရလဲကเพื่อนเนาะอีกเลยเนาะတငယ်ချင်းနဲ့တိတ်မတွေ့ကြတော့ဗောနော်သူရေးစားရှိကြတဲ့ကသူငယ်ချင်းတွေနဲ့တိတ်မတွေ့ဖြစ်တော့ဘူးအဲ့လိုသဘောမျိုးဗောနော်ตั้งแต่เขามีแฟนไม่ค่อยได้เจอกับเพื่อนอีกเลยအဲ့လိုကြတော့ตั้งแต่เธอมาโรงงานเราไม่มีโอทีแล้วเนาะตั้งแต่เธอมานีลากระเดกะโรงงานเราดูအလုပ်ရုံမှာไม่มีโอทีแล้วโอทีမရှိတော့ဘူးเนาะပြောချင်တာนีลากระเดกะစပြီးငါတို့အလုပ်ရုံမှာโอทีမရှိတော့ဘူးตั้งแต่เธอมาโรงงานเราไม่มีโอทีแล้วตั้งแต่เธอมาโรงงานเราอ่ะไม่มีโอทีแล้วအဲ့လိုเนาะနောက်တစ်ခုကြတော့เนาะตั้งแต่รู้จักเธอมานี่ကိုငါစသိကြတဲ့ကနော်ตั้งแต่รู้จักเธอมาฉันเพิ่งเคยเห็นအခုပဲမြင်ဘူးတယ်ဘာလို့မြင်ဘူးတာလဲเธอกินทุเรียนครั้งแรกပေါ့နော်นี่ဒူးရင်ဒီပထမဆုံးစားတာမြင်ဘူးတော့ကွာပြောချင်တာนี่ကိုငါစသိကြတဲ့ကนี่ဒူးရင်ဒီစားတာအခုပဲပထမဆုံးအကြိမ်ငါမြင်ဘူးတယ်နော်ဝါကြတော့နဲ့ရှိတာပေါ့နော်စကားဆက်ဆိုတော့နော်ตั้งแต่รู้จักเธอมาฉันเพิ่งเคยเห็นเธอกินทุเรียนครั้งแรกဆိုပြီးတော့ပြောလို့ရတယ်နော်နောက်ကြောင်းကြတော့နော်เขาไม่ได้อยากมาตั้งแต่แรกอยู่เลยဒါကြတော့ตั้งแต่แรกကြတော့အစပဲမထားတော့အလဲလောက်မထားပါနော်เขาไม่ได้อยากมา तू မလာချင်ဘူး तू ကဘယ်လိုမလာချင်အစတည်းကမလာချင်တာနော် तू အစတည်းကသူအစကတည်းကနေမလာချင်ဘူးပေါ့နော်เขาไม่ได้อยากมาตั้งแต่แรกแล้วเนาะသူလာချင်တာမဟုတ်စတယ်เนาะเขาไม่ได้อยากมาตั้งแต่แรกแล้วသူစကတည်းကနေမလာချင်ဘူးအဲ့လိုပေါ့နော်เป็นแบบนี้ตั้งแต่แรกแล้วเป็นแบบนี้ဒီလိုဖြစ်နေတာဘယ်ကလေးကဖြစ်နေတာเนาะအစကတည်းကဖြစ်နေပြီးသားပဲเนาะเป็นแบบนี้ตั้งแต่แรกแล้วအစကတည်းကဒီလိုဖြစ်နေပြီးသားပဲเนาะเป็นแบบนี้ตั้งแต่แรกแล้วနောက်တစ်မျိုးကြတော့ทำไมไม่บอกตั้งแต่แรกဘာလို့เนาะအစကတည်းကမပြောတာလဲทำไมไม่บอกตั้งแต่แรกทำไมไม่บอกตั้งแต่แรกคะทำไมเพิ่งมาบอกตอนนี้ทำไมไม่บอกตั้งแต่แรกဘာလို့ခုမှလာပြောတာလဲဘာလို့စတည်းကမပြောတာလဲအဲ့ဒီသဘောပေါ့เนาะနောက်ကြောင်းကြတော့ฉันบอกเธอตั้งแต่แรกแล้วเนาะนี่ကိုငါစတဲ့ပြောတာပေါ့နော်ว่าสักวันหนึ่งจะต้องเป็นแบบนี้တနေ့ကျရင်ဒီလိုဖြစ်မယ်ဆိုတာပေါ့နော်အစကတည်းကငါပြောပြီးသားပဲนี่ကိုတနေ့ဒီလိုဖြစ်လာမယ်ဆိုတာပေါ့နော်ฉันบอกเธอตั้งแต่แรกแล้วว่าสักวันหนึ่งဆိုတဲ့စကားတွေပဲတနေ့ကျရင်ပေါ့နော်จะต้องเป็นแบบนี้ဒီလိုဖြစ်မယ်ဆိုတာပေါ့နော်ฉันบอกเธอตั้งแต่แรกแล้วว่าสักวันหนึ่งจะต้องเป็นแบบนี้အဲ့လိုပေါ့နော်အဲ့တော့じゃหลังจากนั้นเนาะหลังจากนั้นဆိုတာအဲ့ဒီနောက်ပေါ့နော်အဲ့ဒီနောက်ဆိုတဲ့စကားကိုကွာကြလေးဖွဲ့မှာပေါ့နော်หลังจากนั้นหลังจากนั้นကြတော့เนาะပြောရမယ်ဆိုလို့ရှိရင်เนาะเมื่อเช้าเนาะเมื่อเช้าฉันไปส่งลูกที่โรงเรียนမနေ့တုန်းက
ငါเจ้าမှာခလေးကိုတွားပို့တာပေါ့နော်ခလေးကိုเจ้าတွားပို့တာပေါ့နော်หลังจากนั้นအဲ့ဒီနောက်ฉันก็ไปทำงานต่อငါလည်းအလုပ်ကိုဆက်သွားတာပေါ့နော်မနေ့တုန်းကငါခလေးကိုเจ้าသွားပို့တယ်နော်ပြီးရင်အဲ့ဒီနောက်ငါအလုပ်ကိုဆက်သွားလုပ်တာပေါ့နော်ဆက်ပြီးသွားလုပ်လိုက်တာပေါ့အလုပ်ကိုဆက်ပြီးသွားဟဲ့ဒီမှာစာလုံးပေါင်းမနေမပြင်နိုင်တော့ဘူးနော်เมื่อเช้าฉันไปส่งลูกที่โรงเรียนเนาะမနေ့တုန်းကငါခလေးကိုကျောင်းသွားပို့တယ်หลังจากนั้นအဲ့နောက်ฉันก็ไปทำงานต่อအလုပ်ကိုဆက်သွားလိုက်တာပေါ့နော်เมื่อเช้าฉันไปส่งลูกที่โรงเรียนหลังจากนั้นฉันก็ไปทำงานต่อหลังจากนั้นဆိုတာအဲ့ဒီနောက်ဆိုတော့ကွာတခုခုလုပ်ပြီးနောက်ပိုင်းတခုခုဆက်လုပ်တဲ့သဘောပေါ့နော်အဲ့လိုပြောလို့ရတယ်ခါ